တော့အားလုံးပဲဒီနေ့ကတော့ ဒီကတော့အားလုံးပဲ အားလုံးပါတော့ အားလုံးလို့ပေါ့ နော်ဒီနေ့ဘောလုံးသွားကန်မှာဖြစ်ပါတယ် ဟောပေါ့ လုံးပါလေဒီနေ့ ဒီနေ့မှလည်းမှလည်းဆိုတော့ကျွန်တော်က rival ဆိုတော့အဲ့ကျွန်တော် rival ဒီချာတော့မှာ ဟောဆန်နာမီဖီဆော့မှာဖြစ်ပါတယ် ဟုတ်ပါ ခေါဖောက်ပါစတိုင်မျိုးနဲ့ဆော့မှာတော့ ဟိုကကျွန်တော်တို့အိမ်ကနေပြီးတော့ဘောလုံးကုန်းသွားကြမှာပါဆိုတော့ဒီနေ့ကျွန်တော်တို့9ယောက်ရှိပါတယ်9ယောက်ကိုကို လာလုံး9ယောက်ရှိပါတယ်1 2 3 4 နောက်တစ်ယောက်ရှိပါလေ 9ယောက်ရှိပါတယ်ဟုတ်တယ်ဆိုတော့ဒီနေ့ကျွန်တော်ကိုကအိမ်ကနေထွက်လာတာပေါ့နော်အိမ်ကနေထွက်လာတယ်ကိုယ်မှာတော့ကံမဲလူတွေလည်းရောက်နေပေါ့ဆိုတော့ဒီကနေ9ယောက်သွားကြမယ်ကျွန်တော်ရယ်ဒီကောင်လေးရယ်ဒီကောင်လေးရယ်ဟိုနောက်ကတယောက်ရယ်အားလုံးပဲဒီအဲ့ဒီမြို့ကနေပြောအာခီရီယာဘက်ကိုသွားမှာပါဆိုတော့ဒီနေ့ကျွန်တော်တို့ရဲ့ training session လေးကိုအားလုံးပဲအားပေးကြပါဦး ပြီးအောင် နေရခေတီယာကိုတောင်းဖို့အတွက်ပထမတစ်ဖြန်းကျွန်တော်ရထားစီခဲ့တယ်။အဲနောက်ကျွန်တော်တို့လူများတာဖြစ်တဲ့အတွက်ကြောင့် Uber နဲ့ပဲတောင်းဖို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ Union Station ကနေထွက်ပြီးတော့ Little Dojo မှာကျွန်တော်တို့ Uber စောင့်ဖို့အတွက်သွားခဲ့ကြပါတယ်။ဟောအခုကတော့ကျွန်တော် Arcadia High School ကိုသွားနေပါပြီ။ဒီကအကောင်းနဲ့ဝယ်ထားဆောက်ကြတယ်။ဒီလေးတော့ hello လုပ်လိုက်ပါအောင် တွေ့ပြီ မှတ်မှန်ကြီး correct ခုဆိုရင်တော့အလီဘာကနေပြီးတော့အာကီရီယာဘက်ကိုရောက်လာပါပြီ။အာကီရီယာမျိုးကတောင်တွေနဲ့ဝင်းရံထားတာဖြစ်တာအတွက်ကြောင့်အရင်လာတဲ့မျိုးတစ်မျိုးဖြစ်ပါတယ်။ကတော့ကျွန်တော်တို့ဘလုံးဝင်းကိုရောက်ပါပြီ။ဒီနေ့ရာသူတွေကတော့အရင်ပိုင်းပါတယ်ဆိုတော့ဒီလိုအေးလေးလေးနဲ့ကျွန်တော်တို့ training ရယ်ပြီးတော့ဘလုံးကန်တာရယ်လုပ်ကြပါမယ်။ဒီနေ့ကကျွန်တော်တို့လာတာနိုင်ငံနောက်ကျသွားတာကြောင့် training မလုပ်တော့ဘဲနဲ့တခါတည်းပွဲဥစားကန်လိုက်ပါတယ်။တစ်ဖက်နဲ့တစ်ဖက် uniform ပါညာလဲပြီးတော့လူပါညာခွဲပြီးတော့ကျွန်တော်တို့စားကန်လိုက်ပါတယ်
အချိန်ကတဖြည်းဖြည်းနဲ့မှောင်လာပြီးတော့ညနေပိုင်းရောက်လာတာကြောင့်ဘောလုံးကန်တာနားလိုက်ပြီးကျွန်တော်တို့အိမ်ပြန်ဖို့ပဲကြံပါတော့တယ်ကတော့အန်လီတောင်တောင်ကိုပြန်ရောက်ပါပြီဒီနေ့အန်လီတူအာခီဒီယာဖူဘောထရင်ကိုကြည့်ရှုပေးအားလုံးကျေးဇူးတင်ပါတယ်ဟောပြီးတော့